3 လအတွင်းထဲမှာပေါင်20လောက်ချကျင်နေဆိုရင်တော့ဒီဗီဒီယိုကိုစုံထိကြည့်ပေးဖို့အတွက်ကျွန်တော်တိုက်တွန်းချင်ပါတယ်ကျွန်တော် Weight class တွေမြောက်များစွာဖွင့်ခဲ့တယ်ကျွန်တော်ရဲ့ဖွင့်လှစ်ခဲ့တဲ့ class တွေက result တွေကိုလည်းကျွန်တော် Facebook နဲ့ TikTok အကောင့်မှာအမြဲတမ်းကျွန်တော်တင်ပေးလေးရှိတယ်အဲ့တော့အခုလာမဲ့ဒါ April 1ရက်နေ့မှာဆိုရင်လည်းကျွန်တော်ရဲ့ဒါအပတ်စဉ်10အနေနဲ့ Weight class ဖွင့်သွားဖို့ရှိပါတယ်ဒါကတော့ online class ဖြစ်တယ်ပေါ့နော် online class ဆိုပေမဲ့ကျွန်တော် Zoom class တွေလိုမျိုးကျွန်တော်နဲ့ဒါအချိန်ညှိစရာမလိုဘူးကျွန်တော်ကတပတ်စာတပတ် exercise plan နဲ့ diet plan တွေကိုကြိုပြီးတော့ပို့ပေးမယ်သို့ပေမဲ့ဗီဒီယိုကြီးပဲကျွန်တော်ကပို့လိုက်တာမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီ diet တွေမှာလည်းကျွန်တော်တို့ဒီအမတ်ပေးစနစ်တွေပါမယ်ကျွန်တော် coaching လုပ်ပေးမယ်နားမလည်တာတွေကိုရှင်းပြပေးမယ်အကယ်၍ကိုက exercise လုပ်တဲ့အခါမှာအခက်အခဲတစ်ခုဖြစ်တယ်ဆိုရင်ကျွန်တော် adjustment ကိုချက်ချင်းလုပ်ပေးမယ်ဒီ program လေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ပုံမှန်အပြင်ကျွန်တော်နဲ့ဒါ face to face ဒါ video call မပြောတာလေးပဲရှိတယ်ကျွန်တော်က24 hour online မှာအမြဲတမ်းရှိနေပေးမှာပေါ့နော်အဲ့တော့တခုပြောချင်တာကကြတော့ကိုကပြည်ပကဖြစ်စေပြည်တွင်းကဖြစ်စေအိမ်မှာနေရင်းနဲ့အလွယ်တကူကိုက body transformation လုပ်ချင်တယ် weight ချချင်တယ်ဆိုရင်တော့ဒါဒီ video file လေးကိုကြည့်ပြီးတော့မှကိုက exercise လုပ်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်နဲ့အချိန်ညှိစရာမလိုတာဖြစ်တဲ့အတွက်ကြောင့်မလို့မနက်ခင်းပိုင်းမှာပဲ exercise လုပ်ညနေခင်းပိုင်းမှာပဲ exercise လုပ်တနေ့ကိုတစ်ချိန်လောက်အချိန်ပေးတယ်ဆိုရင်အဆင်ပြေတယ်ပြီးတော့ diet plan ဘက်ကိုသွားမယ် diet plan ကကြတော့ပုံမှန်အဖြစ်လူတော်များကကျွန်တော်တို့ဒီ recipe ဆွဲပေးလိုက်တယ်ဘာစားရမယ်ဘာတောက်ရမယ်ဆိုပြီး recipe ဆွဲပေးတယ်ကွာအဲ့တော့ကိုယ့်ရဲ့ကိုယ်ဒေတာနဲ့မကိုက်တဲ့အစားအသောက်မျိုးတွေရှိကောင်းရှိနိုင်တယ်ကိုကအဆောင်မှာနေရတာပဲဖြစ်ဖြစ်ပြပမှာနေရတာပဲဖြစ်ဖြစ်ဒီလိုအခြေအနေမျိုးမှာဆိုရင်ခုနပြော recipe တွေကပြင်စားဖို့ဘလုံးမအဆင်မပြေဘူးအဲ့လိုခါမျိုးမှာဆိုရင်ကျွန်တော်စီစဉ်ပေးထားတဲ့ diet plan လေးကကိုဒီနေ့စားနေတဲ့ plate တင်ထဲမှာကိုပဲဒီ nutrition အရ carbohydrate တွေဒါ protein တွေပါတယ်အဲ့တော့ဘာတွေကိုတော့ပိုစားရမယ်ဘာတွေကိုတော့နည်းနည်းလေး short စားရမယ်ဆိုပြီးတော့မှ adjustment လေးလုပ်ပေးသွားတာအဲ့တော့လွယ်ကူကူနဲ့ရိုးရိုးရှင်းရှင်းပဲ body transformation လုပ်လို့ရတယ်ကိုစားနေကြစားတောက်တွေပဲဖြစ်တယ်ရလက်ကလည်းပို့ပြီးတော့ကောင်းမယ်ရေရှည်လည်းထိန်းထားသွားနိုင်တယ်အဲ့တော့3လပြီးတဲ့နောက်ပိုင်းမှာလည်းကိုကဒီပုံစံတိုင်းလေးဆက်စားသွားရင်ကိုယ့်ရဲ့ body transformation ကဒါရလက်တွေတေချာပေါက်ကောင်းနေလိမ့်မယ်အဲ့တော့အဓိကမှာကျင်တာကကြတော့ဒီ class က body transformation နဲ့မဟုတ်ဘူး lifestyle transformation မှာကူညီပေးတဲ့ class တစ်ခုဖြစ်တယ်ပြောချင်တာကကိုက weight ချဖို့တဲ့ recipe တွေပြင်စားပြီးတော့မှ3လနောက်ပိုင်းမှာမစားနိုင်တာမျိုးဖြစ်မှာမဟုတ်ဘူးအဲ့တော့3လနောက်ပိုင်းမှာလည်းဒီ program တိုင်းကိုပဲဆက်သွားပြီးတော့မှလောက်ဆောင်ပေးလို့ရမှာဖြစ်ပါတယ်လေ့ကျင့်ခန်းအနေနဲ့ကတော့ဒါလွယ်တကူလုပ်လို့ရမယ် body workout တွေနဲ့စီစဉ်ပေးထားတာဖြစ်ပါတယ်တပတ်စာတပတ် progress လုပ်လို့ကောင်းအောင်လို့လဲဒါ exercise နည်းနည်းလေးကနေပြီးတော့မှတဖြည်းဖြည်းနဲ့ဒါတိုးပြီးတော့ကစားလို့ရအောင်စီစဉ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ beginner level သမားအနေနဲ့ဆိုရင်ပို့ပြီးတော့လည်းတင့်တော်ရဲ့တခါမှလေ့ကျင့်ခန်းတွေမလုပ်ဘူးတဲ့သူတွေအတွက်ဆိုရင်လည်းပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ဒီ class လေးကလာမယ့် April 1ရက်နေ့ဖွင့်မှာဖြစ်ပါတယ်register တင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Facebook account ဒါမှမဟုတ် TikTok Messenger မှာလာရောက်ဆက်သွယ်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ fitness trainer နန္ဒဖြစ်ပါတယ်